ပြောဒီဆေးလေးတောက်လိုက် ဒါဘာစေးလဲဆရာ စိတ်ကြွစေ ရှမ်း ဩမဟုတ်ဘူးအကြိုက်ခဲပြောက်စေလို့ပြောတာ မဆိုင် तू မသိအောင်ဆရာ तू ဆေးလေးတိုက်လိုက်ပါ ဘာဆေးလဲ ရင်နံဆေးတို့တင်မောဆေးတို့တန်ကြီး အဲ့ဒါဒီကအိတ်တော့ဆေးကြီးကွာ အော်ဟုတ် sorry ဆရာတပည့်အောင်အကြံပေးချင်တော့တော့ပါလားဟိုဒီလိုဆရာဟိုသူ့ဥပမေတိုက်လိုက်ဆရာ အမေမျက်နှာလည်းမကောင်းဘာဖြစ်နေရလဲ မိကတို့ချမိုက်တဲ့မကောင်းတယ်မီးอ่ะအော်ကြိုက်ခဲနော် အော်ပေးအဲ့ဆိုလို့ရှိရင်တိုင်းမဲ့လောက်ထားလိုက်တော့မယ်နော်အမေတော့နောက်လိုက်တော့ကဲကြကျမခီးသွားမယ်နော် ဟင်းမိမ မအစားရရစိတ်ချမယ် စိတ်ချပါမိမ ဆရာကျမကောလုံးစိတ်ချပါတယ်ဒါပေမဲ့မိမကိစ္စတော့စိတ်မချဘူး မိမကိစ္စဆိုတာလည်းငါငငယ်တော့ကိစ္စပါဟာအခုတော့အဲ့ကိစ္စကြီးမရှိတော့ပါဘူး ဒါဆိုလည်းပြီးရကျမစိတ်ချလက်ချသွားမယ်နော် မင်းတို့ဒီတစ်ခေါက်သွားမယ့်ကိစ္စမှာဘယ်လောက်ကြာမှာလဲ သမီးလေးကြောင့်ကိစ္စနဲ့ဆိုတော့လင်းကလောက်တော့ကြာမှာပေါ့ ငဲလိုက်တာမိမရ ဟာ လင်းကလိုက်တော့ခွဲရမယ်ဆိုတော့မိမရဲ့ဝမ်းနေလိုက်တာအဲ့ဒါကိုပြောတာပါကွာ ဆိုလည်းပြီးရရှင်နော်ကျမအကြောင်းမို့ရှင်စိတ်မချတာ သမီးဟိုရောက်လို့ရှိရင်လိမ့်လိမ့်မမနေနော် ဟုတ်ကဲ့ပါဖေ မမေစကားလည်းနားထောင်နော် ဟုတ်ကဲ့ပါဖေဖေလည်းလိမ်မအောင်နေနော် အင်းမသမီးရဲ့ ကဲဒေါ်ကူကျမမရေးထင်းနေစားစားရစိတ်ချမယ်နော် စော်ကြီးလိုင်းမပစ္စည်းတွေကိုကားပေါ်တင်ပေးလိုက်ကားထိတ်လိုက်ပို့လိုက် ဟုတ်ကဲ့ဆရာဟုတ် ကဲဒါဆိုကြောက်စိတ်ချမယ်ကျမသွားမယ်နော် အင်းမမိမ ဒေါခုတို့သားမြေအိမ်ထဲမှာလုံးစရာရှိတာတော့လုံးချီ ကျွန်တော်လှုပ်ဆိုင်ကြလို့လားဟုတ် လုံးတယ်ပြေ ဆရာချောတယ်နော် အေးပါငါသိပါ ဆရာချောတယ်လို့ အေးပါငါသိပါတယ်လို့ပြေနေဘလို့လုံးလိုက်တာလဲဟာ ဆရာကိုပြောတာပဲချောပါတယ်လို့ ငါ့ပြောမဟုတ် မဟုတ်ပါဘူးကျမ်းမြုံပြောတာပါ အေးပြေနေကြက်တတိထား
叫所以， ရဆရာ 一老， ဟုတ်ဆရာဘာဖြစ်လို့လဲ 别别都打没别多， မြို့သားမီဈေးတော်လေးဆရာ 好啦，没有我表姐是的，拉太哦， ဟုတ်ဆရာဘာပြောမလဲ 所以啊，我没压到过。 ဗျာဆရာမရတော့ဘူးအော်ဆရာရဲ့ပြပါပြလေဆရာဆရာပါအိုးတော့ကိစ္စလားသွေးကိစ္စလားနှလုံးကိစ္စလားဆရာဟိုဘာတော့နှလုံးကိစ္စလား 小表呢嘞， ဆရာမရတော့ဆို 我没压到是啦，အခုတလောငါမျက်လုံးထဲကိုပြည့်ပြည့်လေးဝင်နေတယ်ကွာ ဆရာမျက်လုံးနဲ့ဝင်နေ ဟာမျက်လုံးထဲကိုပြည့်ပြည့်လေးကဝင်မလားကွာမင်းက အဲ့ဒါဘယ်တော့ဝင်နေလဲဆရာ ဒီမထဲဝင်နေ ဘောအင်းကြီးထဲမှာ ဟာဟေ့အဲ့ဒါမဟုတ်ဘူးငါနှလုံးသားထဲကိုပြည့်ပြည့်လေးကနေရာယူထားတယ် ဩဆရာပြည့်သဘောကျနေလား ဟုတ်တယ် ဟာဆရာလေဆရာပထမထိတ်တံဝင်ထားမဟုတ်လား ဟာပထမဒီမနေ့ပဲပြီးသွားပြီ ဟောပြီးပါပြီဟောပြီးတော့ဆရာလေပြီးကျင်လေချက်ချင်းနော် အေးငါအခုမင်းကိုပြောတဲ့ကိစ္စကိုမင်းပြည့်ပြည့်လို့သွားမင်းကိုပြန်ပြီးတော့မပြောနဲ့နော် ဟုတ်အဲ့ဒါခုပဲတော့ပြောလိုက်ပါမယ် ဟာဟေ့မင်းငါမသိစေချင်လို့မပြောနဲ့လို့ပြောတာ ဟောမပြောဟုတ်လားဟုတ်ဆရာမပြော ဒီမင်းငါ့ကိုပြည့်ပြည့်နဲ့လိစာကိုလုံးဝစားမှာကွာ ဟာဆရာအဲ့တော့မပြောဘူးနော်မမကြီးတီရှော့ရှိရတော့ အဲ့နမယူခောက်ထားလိုက်စမ်းပါကွာ ခောက်ထားလို့ပြောင်းတယ်အပြစ်နာကြီးဆရာရဲ့ ငါမင်းမသိတော့တာလုံးစမ်းပါ ဟုတ်ဆရာဟုတ် ငါနဲ့လိစာကိုလည်းလုံးဝစားမှာ အဲ့ကိစ္စတော့တပည့်ကူညီပေးလို့ရပါတယ်ဆရာဟိုတခုတော့ရှိရဟိုဆရာကိုအရန်ချစ်လုံးလို့တက်တက်ညာညာပဲပြောလိုက်ဆရာကနတ်ဦးမျက်နှာကြိုက်လို့ဖြစ်နေတယ်ဆရာ ဟာနောင်မျက်နှာကြိုက်ဆိုငါဘာပြောသွားလဲ တော်ကြီးပေါ့ဆရာ ဟာဟေ့မင်းဘာလျှောက်ပြောနေ ဩဆိုပါဆရာရဲ့တပည့်ကလေတင်စားကလုံးဝအရန်လိုက်ပဲတယ်လို့ပြောတာဆရာကို sorry ဆရာဟိုဒါမဲ့ဆရာရဲ့ဟိုဆရာနဲ့ကောင်မလေးနေရလေအရန်ဟာနေဟိုဒီတိုင်းတော့ဆရာမရောနဲ့ဆရာရဲ့သူမသိအောင်လေဆရာသူ့ဆေးလေးပဲတိုက်လိုက်ပါဘာဆေးလဲရင်နံဆေးတို့တင်မောဆေးတို့တန်ကြီး အဲ့ဒါတွေကအိတ်တော့စီးတယ်လေကွာ အော် sorry ဆရာရဲ့တပည့်ကအကြံပေးချင်တော့တော့ပါလားဟိုဒီလိုဆရာရဲ့ဟိုသူ့ဥပမေတိုက်လိုက်ဆရာရဲ့ ဟာအိုဘီမီကအဲ့ဒါကိုဝန်ဆောင်အားတိုးစီးလေ အော်ဟုတ်သားပဲနော်ဆရာဟိုအဲ့ဆိုဆရာရဲ့ဟိုကောင်မလေးကိုဒီကိုကျင်တိုက်လိုက်ဆရာရဲ့ ဒီကိုကြီးရဲ့ဟေ့ကဟုတ်ပဲပြောစီ ဟေးအော်သူများအကြိုက်ပြောက်သွားမလားလို့ဟိုမလို့ဆရာရဲ့ဒီလိုလို့ဆရာအော်သိပြီတောင်ကြပန်းတိုက်လိုက်ဆရာရဲ့ တောက်ကြပန်းယောက်ျားလေးတွေတောက်တဲ့စီးလေကွာ ဟိုယောက်ျားလေးတောက်တာလားအော်တပည့်အမမလားဆရာအဲ့နေရှိတည်းခဏစဉ်းစားလိုက်ပါဦးမယ်ဟောဟုတ်ပြီသူစိတ်ကြွစေစက်တယ်ဆရာ တဘလို့က ဟုတ်တယ်ဆရာရဲ့ဟိုခဲရလေးနဲ့ရှူရပဲ ဟာရောက်ဒီဘာလျှောက်ပြောနေလဲ အိုးဆိုဒီပါစေအော်တပည့်လည်းဘာပြောနေလဲမသိဟောဒီလိုပြောမင်္ဂလိဖီစီသူ့တိုက်လိုက်လို့ပြောတာ ဟာအဲ့ကြံကောင်းတယ် ဆရာ မင်းရန်တော်တယ်ကွာမျိုးလာစာတိုးပြီ စစ်ကျေးဇူးပါ မင်းအဲ့စင်ကောက်ပေးစမ်းပါ ဆရာအိုးဆရာရဲ့အိုက်စီကိုတပည့်စောင့်ထားမလားဆရာဆိုင်မှာဖောက်ဝယ်ရမှာပေါ့ အေးအဲ့ဒါဆိုလို့ရှိရင်လည်းတောင်းဝယ်လေကွာပြောနေကြတယ် ဟုတ်ဆရာဟုတ်ဆရာတပည့်အိုက်စီကိုဝယ်ကြုံဆရာပဲတော့ဝယ်လိုက် ဟာငါနေတိုင်းနဲ့ငါတောင်းဝယ်ရမှာလား အဲ့လိုလည်းဟုတ်တာပဲနော်ဆရာနေထိုင်နေဝယ်လို့ပြောအဲ့ဒါတပည့်ပဲတော့ဝယ်လိုက်မယ်နော်ဆရာ တောင်းဝယ်သွား ဟုတ်ဆရာတော့ဝယ်လိုက် အေးမရရင်ပြန်မလာနဲ့နော် ဟုတ်ဆရာ ပြီမင်းနဲ့ငါနဲ့တော့တွေးပြီပေါ့ကွာ အော်မေထားနာသာသမီးနှိပ်ပေးမယ်ထားမေထား မင်းနော်မင်းအကျော်လေးနဲ့ဒီလက်တွေ အာဟုတ် အေးဟုတ်တယ်အာဒါလေးနာနေတာဘာဖြစ်မှမသိ တက်တာလားမေ ကြောကုန်းလေးကြောကုန်း မေရဲ့သူတို့သားကြီးလည်းမစားနဲ့လေမေရဲ့ကျမကြီးလည်းကိစ္စဆိုင်အောင် ဒီပါရေးမြည်ဆိုဒီမှာလေနှိမ့်ဆက်မှာဒါဒီမှာ ဒီမန်းနေပြီလား မပင်မပါဘူးဆရာရဲ့ဒါတွေကသမီးလုံနေကြလုပ်တယ်ပဲလေ မင်းမလည်းတနေ့ချက်ရပြုတ်ရရှော်ရဖို့ရနဲ့ပင်မနေပြီပေါ့ မပင်မပါဘူးဆရာရပါတယ် မပင်မန်းဘူးဆိုပေမဲ့ကြားမရတော့ view ဆိုင် ဟုတ်ကဲ့ပါဆရာဟုတ် ပြီးတော့ဒီဆေးလေးတောက်လိုက် ဒါဘာစေးလဲဆရာ စိတ်ကြွစီ ရှမ်း အော်မဟုတ်ဘူးအကြိုက်ခဲပြောက်စီလို့ပြောတာ အော်အကြိုက်ခဲကြောက်စီလား ဟုတ်တယ်ဒီဆေးကတောက်ပြီးတနားရီလောက်ဆိုလို့ရှိရင်အစွမ်းပြပြီ ဘာစွမ်းပြလဲဆရာ အော်ကိုလက်ကြိုက်ခဲတာပျောက်တယ်လို့ပြောချင်တာ အော်ဟုတ်ကဲ့ဆရာဟုတ် အဲ့ဆိုရင်ဒီဆေးလေးတောက်ပြီးတနားရီလောက်နေလို့ရှိရင်ဆရာအခန်းကို
လာခဲ့နော် အော်ဟုတ်ကဲ့ဆရာဟုတ် ဆက်ဆက်လာခဲ့နော်ဆရာစောင့်နေမှာနော် ဟုတ်ကဲ့ဆရာဟုတ် 哦。အမေမျက်နှာလည်းမကောင်းဘာဖြစ်နေရလဲ မိကတို့ကျမတိတ်မကောင်းသမီးอ่ะအော်ကြိုက်ခဲနာ အော်ပေးအဲ့ဆိုလို့ရှိရင်သမီးမလုပ်ထားလိုက်တော့မယ်နော်အမေသွားနားလိုက်တော့ အေးဒီအဲ့လိုရုံးမလေးလေးကြော်ပြီးခင်းကြီးလေးငပိချက်လေးချက်ထားလိုက်နော် အော်ဟုတ်မေဟုတ် အဲ့ဒါမိသွားနားလိုက်မယ်နော် ဟုတ်မေဟုတ်အော်အမေဟာသမီးလာလေးချက်ပြီးလို့ရှိရင်အမေကိုလာပြီးနှိပ်ပေးမယ်နော် အေးပါသမီးအေးပါအေးဟုတ်မေ ကောင်းကောင်းလေးချက်ထားနော်သမီးနော် ဟုတ်ပြပြ အော်ဟုတ်ကဲ့ဆရာ အချင်းနေဘလို့လဲကောင်းလား ကောင်းပါရဲ့ဆရာ ဟမ်ဘလို့ကောင်းတာလဲ အမေတော်တော်ကောင်းပါရဲ့ဆရာ ဟမ်အမေတော်တော်ကောင်းတယ်ဆိုတော့အဲ့စိတ်ကိုနင့်ကိုတိုက်တာလေနင်မတော့ဘူးလား မတော့ဘူးလေဆရာရဲ့အဲ့ဆရာကိုယ်လက်တွေကြိုက်ခဲရပျောက်တယ်စီဆိုလို့အမေကလည်းကိုယ်လက်တွေနာနေရနဲ့အမေကိုတိုက်လိုက်တယ်လေ ဟာပြပြရဲ့နေရဆက်လိုက်တာငါအဲ့စိတ်ကိုနင့်ကိုတိုက်တာလေနင်ကဘာလို့မတော့တာလဲ အမေကကျမ်းမာရေးမကောင်းလို့ပါဆရာဆရာဘာခိုင်းဆရာရှိသေးလဲဟင် ဘာမှမရှိတော့ဘူး ဆရာခန်းထဲရောတန်ရှင်းလာလို့ပြရအောင်မလားဟင် မလုံးနဲ့ ဟုတ်အဲ့ဒါသမီးသွားလိုက်အောင်မနော် သွားပြပြရဲ့နေရဆက်လိုက်တာငါဒီတိုက်ပေါ်လေခုံချောက်လိုက်ချင်ညာအချင်းဒီကောင်း ကောင်းတယ်တော်တော်ကြီးကိုကောင်းတာ တော်တော်ကြီးကိုကောင်းတာအဲ့ဒါဆိုစင်ပြေတယ်ဗော ဘာလို့စင်ပြေရမှာလဲမင်းကငါရွဲပြောနေတာကောင်မလေးကအဲ့စီကို तू မတော့ဘဲနဲ့သူ့မိကိုတိုက်လိုက်တာသူ့မိကောက်သွားတာ ဟဲ့အဲ့ဆိုဆရာနဲ့သူ့မိန်းနဲ့ ညာတစ်ချိန်ချိန်ပေါ့ ဟိုကောင်းလိုက်တာဆရာကြီး ဘာလို့ကောက်ရမှာလဲ မကောင်းတော့ဟုတ်တယ်နော်မကောင်းဆရာဟုတ်တယ် ဇော်ရင်ငါ့ကိုအကြံဉာဏ်လေးပါလေးပေးပါဦးငါဘယ်လိုဆက်လုပ်အောင် ခုစဉ်းစားရမယ်ဆိုရင်တော့ဒီလိုတော့ရှိရဆရာကျွန်တော်ကြားပွဲစကားပုံတစ်ခုရှိရအသီးကိုလိုချင်အပင်ကိုပြုစုတဲ့ဖေဟာသူသမီးကိုကြိုက်နေဆိုအမေကိုပြုစုလိုက်ဗော အမေကိုပြုစုဆိုတော့သူ့မိနဲ့ကနေဟာ တစ်ချိန်ချင်းဗောဆရာရဲ့ ဟာအဲ့ကြံမကောင်းဘူးနောက်တစ်မျိုးစဉ်းစား နောက်တစ်မျိုးစဉ်းစားအောင်နောက်တစ်မျိုးဆိုရင်တော့ဆရာအဲ့တခုကတော့ဆရာနည်းနည်းလေးစွန့်သားမှရမယ်ထင်တယ်နော်သူတို့သားမိညာပဲအိမ်နေရဲ့ချင်းသူတို့ခန်းထဲကိုတိတ်တိတ်လေးသွားပြီးရတယ်အမေအိုးကြီးခေါင်းနဲ့ဖိတက်လိုက်ဖွင့်ပြီးလေဆရာ ဟာအဲ့ဒါဆိုငါပြည့်ပြည့်နဲ့မညာပဲနဲ့ငါကြေးရောက်သွားအောင်နော် စိတ်ငြိမ်သွားတော့ဆရာရဲ့ ဘာလို့စိတ်နေသွားရမှာလဲအဲ့ကြံမကောင်းသေးဘူးကွာနောက်တစ်မျိုးပြောင်းပေး မကြိုက်သေးဘူးလား မကြိုက်သေးဘူး နောက်တစ်ခုဆိုရင်တော့ဟုတ်ပြီဆရာအဓိကပြဿနာဖြစ်နေတာကောင်မလေးကိုကိုယ်တိုင်သွားမတိုက်လို့ဒီတခါကျရင်လေကောင်မလေးစီသွားပြီးတော့လေစီးတဲ့ကိုအေးလေးခတ်ပြီးတော့ မားနေတယ်အေးတဲ့ကိုဆေးခတ်ရမှာ အေးတဲ့ကိုစီးခတ်ပြီးတော့သူ့ကိုသွားတိုက်လိုက်လေဆရာရဲ့အေးဆိုတော့ तू တောက်မှာဗောဆရာရဲ့မဟုတ်ဘူးလား ကောင်းတယ်အဲ့ကြံကောင်းတယ်ကွာ တော်တယ်မလားဆရာ တော်တယ် တော်ရင်ပါစုကောင်းကောင်းပေးမယ်နော် ဟာဟိငါအမေကိုလာလာတိုးပေးရမှာလေ ဟုတ်သားပဲဆရာရဲ့ပြုတ်သွားပြောသွားဆရာဝါလို့ဆရာဒီကောင်းလေးဒီမလို့တော့ ပြောက်ဇော်ကြီး ရကြ ဟောလေကွာ ဟောဆရာလိုက်
ရာဟိုတပည့်ကိုဘာခိုင်းလို့လဲ ဟဲ့ကိုကိစ္စလုပ်မယ်လေကွာ ဘယ်ကိစ္စလုံးဆရာ ဒီကိုစေးခတ်ပြီးအေးတိုင်းမဲ့ကိစ္စလေ ဟိုးစေးခက်ပြီးအေးတိုက်မဲ့ကိစ္စကိုပြောအောင်လားဆရာတူတူပြောနော် ဟာဟဲ့မင်းတူတူပြောရမှာလေကွာ ဟုတ်သားပဲတပည့်နည်းနည်းကြဲသွားအဲ့ဒါတပည့်သွားဖြုတ်ပြီးတော့တိုက်လိုက်မယ်နော် ဟဲ့တိုက်မှငါသွားတိုက်မှမင်းငါရှိအေးယူလာရပြီ ဟုတ်ဆရာတပည့်သွားဖြုတ်လိုက်မယ်နော် ပြေးသွားပြောလိုက် ဟိုဆရာဟိုအေးကလိမ္မော်လားစပါကလင်လား လိမ္မော်ကွာလိမ္မော် ဟောလိမ္မော်ဟိုဆရာဟိုပလင်းနဲ့လားဘူးနဲ့လား ပလင်းကွာပလင်း ဟောပလင်းဟိုဆရာဟိုအသေးလားအကြီးလားဆရာ မင်းကြိုက်တာကျွယ်ကွာငါရှိကိုအေးရောက်ရပြီ ဟုတ်ဆရာ အေးတော့စေးခတ်ဖို့မမေ့ခဲ့နဲ့နော် โอ้ဆရာလည်းစိတ်ကြပါတပည့်သိပါတယ်ခဏလေးစောခဏလေးစောအေးရပါပြီဆရာရေကဲဆရာတောက်လိုက်တော့ ဟာရောက်ဒီစေးကငါတော့မှာမဟုတ်ဘူး ဟော ဒီကပြည့်တော့မှာလေ ဟုတ်သားပဲတိုက်လိုက်တော့လို့ပြောတိုက်လိုက်တော့လို့ပြောတာ အေးမစေးရောတိတ်စားခက်ခဲ့တာ ဟောထည့်နေပါလေဆရာ အေးအဲ့ဆိုမင်းသွားလို့ရပြီ ကောင်းမလေးခံနေရော အေးဒီမှာကွာ ကျေးဇူးကိုပဲ ဟာရောက်အောင်မလေးကငါကွာမှာလေကွာ ဟုတ်သားပဲဆရာအဲ့ဒါတပည့်ပြင်သွားလိုက်တော့မယ်နော် အေးသွားသွား ဆရာတချင်းချင်းတော့တချင်းချင်း အေးတကြိမ်ကြိမ်ပဲ ဟုတ်ပြီဟုတ်ပြီတော့တော့ အေးသွားသွား ဒီပြေ ရှင်းပြ အေးလာပါဦး ဆရာသမီးကိုဘာခိုင်းပြရှိလို့လဲရှင် ဟာအောင်ပြေ ဟုတ် တရားလေပြေပြင်ပန်းနေမှာဆိုလို့ပြေကိုအေးတိုက်ချင်လို့ခေါ်လိုက်တာ အော်မတော့တော့ပါဘူးဆရာ တော့ပါဆရာစေတနာနဲ့ပြေကိုတိုက်တာပါ သမီးအေးမကြိုက်လို့ပါဆရာ ဆရာစေတနာကိုပြေအတိမတ်ပြုတယ်ဆိုလို့ရှိရင်နည်းနည်းလောက်ပြေတော့ပါ ဟွာအမေကလေအေးကြိုက်တော့အမေကိုတတ်တိုက်လိုက်မှန်းလေဆရာ ဟာအမေတို့တော့မတိုက်နဲ့လေဆရာပြေကိုပဲတိုက်ချင်လို့ပြေကိုပဲခေါ်လိုက်တာလေအမေတို့တော့မတိုက်နဲ့လေ ဆရာရဲ့စေတနာကိုတိမှတ်ပြည့်အနေနဲ့သမီးတောက်လိုက်ပါမယ်ဆရာ နောက်တစ်နိုင်လောက်နေလို့ရှိရင်ပြေဆရာအခါကိုဒါပြီးတန်ရှင်းလုပ်ပြီနော် ဆရာတန်ရှင်းလာလို့ပေးအောင်မလားရှင် လုပ်ပေးရမှာပေါ့ ဟောဟုတ်ကဲ့ပါဆရာ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆရာပြေကိုအခန်းထဲမှာစောင့်နေမှာနော် ဟုတ် လာပြရောက်လာခဲ့နော် ဟုတ်ကဲ့ပါဆရာဟုတ် ဝင်ခဲ့လေဝင်ခဲ့ဟာတော့ခုခမရပါလာလို့တာလေ သမီးကမှန်ခဲ့တယ်ဆရာနောက်တစ်နိုင်လောက်နေဆရာခနဲ့တန်ရှင်းသွားလုပ်ပေးလိုက်ပါဆို ကျွန်တော်ခေါ်တာပြည့်လေခမရအောင်မမဟုတ်တာ သမီးကမရှိတော့ဘူး သမီးကပဲရောက်သွားတယ် လင်းနောက်လိုက်သွား လေလင်းတော့လိုက်ပါဆိုဘယ်သူနဲ့လိုက်ပါလဲ ဆရာတပည့်ဇော်ကြီးနဲ့ ဟာဇော်ကြီးနဲ့ရက်ဆက်လိုက်တာဇော်ကြီးရာငါတော့ပပဆက်ဆက်ခွဲသွားတာဆရာဇာမန်တပည့်ဇာမန်မသိတဲ့ကောခမရပြန်လိုက်တော့ဗျာ ဒီမောင်ဆရာရဲ့ကျမတန်ရှင်းလုပ်မယ်လေ မလုံးနဲ့ခမရပြင်ပန်းနေပဲပြန်လိုက်တော့ မပြန်မအောင်ဆရာရဲ့သမီးတောက်လိုက်တာအေးတော့ကျမဆက်တောက်ခဲ့သေးတယ် ဟာခမရရေးတောက်ခဲ့တယ် ဟုတ်ကဲ့ အဲ့ကြောင့်ခမရဒီခန်းထဲရောက်ခဲ့တာကိုခမရပြန်လိုက်တော့ မပြန်ဘူးဆရာရဲ့ ဟာခမရမပြန်ဘူးလား မယ် ခမရမသွားရင်ကျောက်ဒီခန်းထဲကထွက်မှာနော်ဟာတော့ခုခမရမားမယ်နော်မားမယ်တော့ခုမားမယ်နော်ခမရ ဟုတ်လို့ဆရာ
မားမယ်မလုပ်ရဘူးနော်တော့ခုမလုပ်နဲ့နော်ခမည်းမားမယ်နော်တော့ခုခမည်းမားမယ်နော် သူတို့ဆရာ မလုပ်ရဘူးနော်မလုပ်ရဘူးလေမလုပ်နဲ့လေ ဆရာတန်ရှင်းလွင်ပြုံးနော် သွားမလို့နောက်မလာနဲ့သွားမလို့